လေးရှားနိုင်ငံလန်ကာဝီကျွန်းမှာပါလန်ကာဝီကျွန်းမှာရှိတဲ့ကမ်းခြေတွေထဲကအစီကားဆုံးနဲ့လူကြိုက်များဆုံးကမ်းခြေတစ်ခုပါတဲတောင်လေးဖြူဖွေးပြီးနူးညံ့နေပြီးတော့ရေတိမ်တဲ့အတွက်ကြောင့်ရေကူးပန်းပြေဖို့ရန်ကောင်းတယ်ရေ water activity ဖြစ်တဲ့ jet ski တို့ parasailing တို့ပေါ့နော် banana boat တို့ငှားစီးလို့ရတယ်ဒီကမ်းခြေနဲ့ကက်လျက်ပေါ့နော်ဒီလမ်းမကြီးပေါ်တွေမှာဆိုရင်duty free ဆိုင်တွေအမှတ်တရပစ္စည်းရောင်းဆိုင်တွေရှိရဲနောက် seafood ဆိုင်တွေပေါ့နော်စားတောက်ဆိုင်တွေလည်းရှိရဲဒီလမ်းမကြီးနဲ့ထွက်လိုက်တာနဲ့ကမ်းခြေပဲပေါ့နော်ဒီကမ်းခြေကကျွန်းရဲ့အနောက်ဘက်မှာရှိရတဲ့အတွက်ညနေဆောင်ပေါ့နော်နေဝင်ချိန်ဆန်းဆက်ကြည့်လို့အကောင်းဆုံးနေရပါရဘက်တွေဆိုမှလည်းဒီကမ်းခြေပေါ်မှာမီရှိုမီပန်အလှပြဖြော်ပေးပြီး fire show တွေရှိတယ်ကမ်းခြေနာဘားတွေမှာလည်းအေးအေးဆေးဆေးနိုင်လို့ရတယ်ဒါကတော့ဒီကမ်းခြေရဲ့နောက်တစ်ဖက်လမ်းမှာရှိရပေါ့နော် Sina Shopping Mall ထဲမှာပါဆိုင်တွေအများကြီးပဲ